ဒီနှစ်နေရာဒီလေးကတော့ပျော်ရွှင်ခြင်းရောဝမ်းနည်းခြင်းရောတပြိုင်နက်ခံစားခဲ့ရတယ်ကာလလေးတစ်ခုပါပဲပျော်ရွှင်ခြင်းဆိုတာကတော့ခုထပ်ပေါ်ပြီးအဆဆရအဆင်ပြေတဲ့နေရာတည်းလေးမှာနေ့စဉ်ဘဝကိုတူတူဖြတ်သန်းနှစ်ယောက်တဘဝတိဆောက်ခွင့်ရရမယ်ဘာလို့ဝမ်းနေရတာလဲဆိုရင်တော့ဂျပန်မျိုးကိုခြေစားချတဲ့ကနှစ်နီးပါးနေတိုင်းဖြတ်သန်းခဲ့တဲ့ဒီစာကားဆိုတဲ့မြို့လေးကိုခွဲခွာရတော့မယ်။နောက်ပြီးမိသားစုနဲ့ခွဲခွာပြီးတဲ့ကစိုးတူကောင်းတူတိုင်မင်မော်တိုင်မင်ဘက်စိတ်ကောက်လိုက်ပြန်ချစ်လိုက်နဲ့လူနည်းစုပဲရှိတဲ့တငယ်ချင်းတွေနဲ့နှုတ်ဆက်ရတော့မယ်။စာကားဆိုတာကျွန်တော်တို့ရဲ့ဂျပန်မွေးရမည်ဆိုရင်လည်းမမှားပါဘူးအလုံးဆောင်ဝင်ကစားဘာမှမလုပ်တတ်မကိုင်တတ်မပြောတတ်မဆိုတတ်တဲ့ကျွန်တော်အဆဆရအသင်ပေးခဲ့တဲ့ဂျပန်လူမျိုးတွေရောမြန်မာစီနီယာတွေရောတကယ်ကိုကျေးဇူးတင်မိပါတယ်အခုတော့သူတို့ရဲ့တင်ပြပေးမှုတွေကြောင့်ဂျပန်ရဲ့နေထိုင်မှုဘဝပုံစံနဲ့အသားချလာခဲ့ပါပြီကျွန်တော်ရဲ့အလုပ်ကလူပင်ပန်းနေမယ်နှွေးထွေးတဲ့ပတ်ဝန်းကျင်မှာအားလုံးနဲ့အတူတူစူးစမ်းဝင်ရခဲ့တဲ့အတွက်စိတ်ပင်ပန်းမှုတော့မရှိခဲ့ပါဘူးဒါကြောင့်သတိမထားမိလိုက်ခင်မှာပဲနှစ်ဆိုတဲ့အချိန်ကာလတစ်ခုဟာကုန်ဆုံးသွားခဲ့ပြီလုတ်တစ်ပြောင်းကိုဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်နှစ်ယောက်သားအရန်ကိုပျော်နေခဲ့ပြီမယ်တကယ်တမ်းပြောင်းရမယ့်ချိန်လေးရောက်တော့စိတ်မကောင်းဖြစ်လာတယ်တငယ်ချင်းတွေနဲ့လည်းမခွဲချင်တဲ့စိတ်တွေဖြစ်လာတယ်ဘယ်နေရာကိုကြည့်ကြည့်လွမ်းစရာလေးတွေဖြစ်လာနေတယ်တငယ်ချင်းတွေစီကပြန်ဆောင်ကြမယ်ဆိုတဲ့အားပေးစကားတန်ကိုကြားခဲ့ရပြီမယ်တမျိုးရဲတောင်စုံမှုခန့်နေတာမြို့တွေဝေးသွားရင်ဘယ်လိုလုပ်စုံနိုင်မှာလဲဆိုပြီးတော့အတွေးတွေဝင်လာပြန်ရောရထားစီးရဲ့ချိန်နှစ်ချက်လေးတက်လိုက်တာနဲ့လိုဝမ်းနေလာဒီချိန်လေးမှာပဲပတ်ဝန်းကျင်အစ်စ်မှာအဆင်ပြေပါမလားဘယ်လိုလူမျိုးတွေနဲ့တွေ့ရမလဲဆိုပြီးစိုးရိမ်လာတယ်တစ်ဖက်မှာလည်းနှစ်ယောက်တူတူဘဝအစ်စ်လေးတိဆောက်ရမယ်ဆိုပြီးရင်ခုန်မိတယ်စားကားနဲ့မပြောင်းဘူးရတဲ့အချိန်လေးမြို့ရဲ့အထင်ကြီးနေရာလေးတွေနဲ့အနားတစ်ပိုက်ကမြို့တွေမတ်တရားနဲ့တွားခဲ့ရလို့စိတ်သက်သာရခဲ့ကိုချစ်ရတဲ့လူနှုတ်ဆက်စကားပြောရတဲ့အချိန်အခက်ခဲဆုံးအခိုက်အတန့်တစ်ခုဖြစ်တယ်လို့မျက်ရည်